မ်ကိုရဲ့ပြစ်တော့ကိုခံဒါကိုလို့ကိုဖြစ်တာငါမကောင်းခဲ့လို့ရှိရင်ဒါငါလက်ခံပြီညငါပြောရှင်းရှင်းလေးနင်းထွက်သွားတယ်ဟောကွာရှင်းဟောလောက်ကွာရှင်းငါမပြောခဲ့ဘူးလားနင်တို့တောင်းတကူမှနေတော့လေငါခွင့်လွတ်ခဲ့ပြီဟိုမှာထပ်နေတော့လေငါခွင့်လွတ်ခဲ့ပြီငါဒီတက်ဘာလုပ်ပြဟမ်ဒီတက်ဘာကောင်းပေးရမလဲဟမ်ဒီတက်ငါဘာကောင်းပေးရအောင်လဲနော်နင်းလည်းနင်းစီးနဲ့နင်းရှိလို့ရှိရင်ငါဆိုတာလေနင်းဘာမှပြောနေမှာမဟုတ်ပြောနေမှာမဟုတ်အေးအခုနင်းတို့ညဘယ်လိုလုပ်ပြောလားဟမ်ဒီတော့ခဏတော့မြန်မာတော့ပဲပြင်တော့ပဲဒီတော့ဖွင့်တကားဖွင့်ပြီးစကားပြောရမှာဟုတ်ဖွင့်လိုက်ခုတော့ဖွင့်လို့ပြောနေခုတော့ဖွင့်ဟာဟုတ်လားငုံပြရနော်ဒီတက်မျိုးအထက်ကောင်းပြီအောင်ဟမ်ဒီတက်ထက်ကောင်းပြီအောင်ဒီတက်ပူထက်ကောင်းပြီအောင်ဒါထက်ကောင်းပြီအောင်လင်ငယ်လို့သွားနေလိုက်အားမရလိုက်လင်ကြီးစီကိုလာလိုက်ဟမ်လင်ငယ်ပတ်စံမပေးလိုက်လင်ကြီးစီကိုပြန်လာလိုက်ဟမ်ဟုတ်လားအဲ့တော့လည်းစင်ပြေသွားမှထင်လားငါဘာပေးစက်ခဲ့လဲဆိုတော့ငါဟိုငါပဲဒီလိုဟင်ရှင်ရဲ့အစိုးရဒီလိုကိစ္စတွေမဖြစ်ပေါ်စေလာခြင်းနင်းဆိုတာအဲ့လိုပုံစံမျိုးမနေနဲ့ဟုတ်ငါးစီမှာပေါ်တင်ရှင်းသွားငါလက်ခံပေးရနော်ဒီမှာမရှိဘူးလေအဲ့တော့ဟာရှင်းမရဟာရှင်းမရလားလေဟဲ့နင်းငါကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပြီးငါ့ကိုရွာပို့ပြီးတော့ငါဆောက်ရွံ့မဟုတ်ဘူးငါအဲ့ကိုပြောနေရအဲ့အိမ်မှာနေလေနေကိုပြောဘယ်အိမ်မှာနေလဲဒီနဲ့ငါတူနေလေနင်းတို့ဖြစ်နေတာကြာပြီမဟုတ်လို့ငါ့ကိုအဲ့လိုလုပ်ခိုင်းနေပေါ့အားမလို့ဒီမှာဒီစီဆိုင်ဘေးနားမှာမော်ဒန်ဘေးနားမှာစစ်တပ်ကရှိချိတ်ဆွဲထားပြီလားအခုအမားရတောင်းမှလို့မရလိုက်လူတယောက်ဘွားကြီးကိုဖျက်ဆီးပြီးတော့မှလူတယောက်ကိုပြန်တောင်းမှပါလေဆိုတဲ့ဇက်ခါငါတခါတလေအင်းကြီးတွေယူရတာမှန်တယ်ဘာအင်းကြီးကမှန်
ဟမ်အခါတလေ မင်းတော့ကျွမ်းနေတယ်လာရွေးမှာပြရပါ ဒါကတော့ထောင်းနေထဲဦးမှာထောင်းနေထဲဦးမှာနင့်ကိုလေငါစိတ်စိုးမပြေမချင်းထောင်းနေမှာထားနော်ဒီမှာစိတ်စိုးပြေချင်းငါထောင်းနေမှာထားမလို့ထောင်းထဲမှာထားမလဲဆိုတော့နင်တို့ဘဝနားလေငါမားခဲ့တယ်ငါဆက်မှားနေသေးလားကျန်တဲ့မိသားစုကိစ္စရောတိုင်တိုင်မင်မင်လုပ်လို့မရဘူးလားဟမ်နင်ငါ့ကိုပေါ်တင်ပုံပွင့်လင်းလင်းပြောလीငါကတော့ဒီလိုဒီကြောင်းရှိတယ်ဒီလိုဒီကြောင်းရှိတယ်ဒါပေမဲ့နင်အဆင်ပြေလားပတ်စံဆွဲလို့ရနိုင်မလားငါတို့အဲ့လိုအချိုးချောင်းပြောနင်ပြောနေတာဟဲ့ငါ့ကိုပတ်စံဆွဲပေးတာငါမှအိမ်မှာအမေလင်ပေါင်းလို့မသွားလို့မရဘူးနင်အဲ့လိုငါ့ကိုပေါ်တင်ပြောနေတာနင်ငါ့ကိုအဲ့လိုပြောကြမလို့ငါပတ်စံပြင်မှာရှာနေလို့ငါသိတယ်ငါအမြဲတမ်းလုပ်ပေးနေတယ် အဲ့လိုပြောတော့နေငါ့ကိုဘာပြောခဲ့နေအမေဖြစ်တာငါအမေဖြစ်တာမဟုတ်ရှာပေးကြမလို့ပြနေငါအဲ့လိုမပြောခဲ့ဘူး ဟဲ့ အဲ့လိုပြောနေတဲ့လူတယောက်ကိုငါ့ကိုတော့မတတာတဲ့လူကိုငါမိဘအတွက်ငါဘယ်လိုလဲငါပြောနေ အဲ့ဒါဆိုတော့ဗာ